ဟိုတယ်နဲ့ခီးသွွားလာရေးဝန်ကြီးဌာနနဲ့ကရင်ပြည်နယ်ဒေသဆိုင်ရာခီးသွွားလုပ်ငန်းကော်မတီတို့ရဲ့ဦးဆောင်လမ်းညွှန်မှုဖြင့်ဖွင့်လှစ်ခဲ့တဲ့ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာအခြေခံတင်နန်းနှမျိုးရဲ့တင်နန်းဆင်းပွဲခန်းအားဒီကနေ့မနက်ပိုင်းမှာဖအံမြို့ရှိကန်တာဦးဟိုတယ်ခန်းမမှာကျင်းပရမှာအားကစားနဲ့လူငယ်ရေးဝန်ကြီးဌာနနဲ့ဟိုတယ်နဲ့ခီးသွွားလာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဂျန်ဖန်တော်တောင်ကဟိုတယ်နဲ့ခီးသွွားလုပ်ငန်းမှာဝန်ဆောင်မှုတွေအဓိကဖြစ်ပါကြောင်းဝန်ကြီးဌာနအနေဖြင့်နေပြည်တော်ကောင်စီတိုင်းဒေသကြီးပြည်내အစိုးရဖွဲ့များနဲ့ပူးပေါင်းပြီးဟိုတယ်ဝန်ဆောင်မှုဆိုင်ရာအခြေခံတင်နန်းအိမ်လမ်းညွှန်တင်နန်းများနဲ့အကျန်းဆက်ဆက်တင်နန်းများကိုဖွင့်လှစ်တင်ကြားပေးနေပါကြောင်းကရင်ပြည်နယ်ဖအံမြို့သည်2026ခုနှစ်ဇန်နဝါရီလမှာဖိလစ်ပိုင်နိုင်ငံစီပူးမြို့မှာကျင်းပပြုလုပ်တဲ့အာဆီယံခီးသွွားလုပ်ငန်းဖိုရမ်2026မှာပေးရချင်းမြင့်တဲ့အာဆီယံခီးသွွားစံနှုန်းစုတစ်ခုဖြစ်တဲ့အာဆီယံတန်ရှင်းသောခီးသွွားမြို့တော်စုအာဆီယံ Clean Tourist City Award ဆုကိုရရှိခဲ့တဲ့အတွက်ခီးသွွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါကြောင်းမိမိတို့ဒေသရှိခီးစဉ်ဒေသများရေရှည်တည်တံ့ခိုင်မြဲရေးနဲ့တာယာလှပစေရေးအတွက်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြားလိုကြောင်းဖြင့်ပြောကြားပါသည်။အဲဒီနောက်တင်နန်းများမှာထူးချွန်စုရရှိသူများအားပြည်ထောင်စုဝန်ကြီးပြည်နယ်ဝန်ကြီးချုပ်နဲ့တာဝန်ရှိသူများကဆုများပေးအပ်ခြင်းမြင်ခဲ့ပါသည်။ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနဲ့အဖွဲ့သည်ကရင်ပြည်နယ်ဖန်မြို့ရှိကန်တာဦးဟိုတယ်ခင်ဗလီဇွဲကပင်ဗလီစပါရီဆော့တ်စပါဟိုတယ်နဲ့စိုက်ပျိုးရေးကိုအခြေခံတဲ့ခီးသွွားလုပ်ငန်းကော့ဖရန်ရီဆော့တည်ဆောက်နေမှုအခြေအနေများအားကြီးစုစစ်ဆေးပြီးပြည်ထောင်စုဝန်ကြီးကဟိုတယ်အနေဖြင့်ဝန်ဆောင်မှုကောင်းမွန်စေရန်အတွက်အလေးထားဆောင်ရွက်ကြရန်ဟိုတယ်လုပ်ငန်းများဆောင်ရွက်ရမှာတဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုအလေးထားဆောင်ရွက်ကြရန်ကရင်ပြည်နယ်သည်ခီးသွွားဧည့်သည်များကိုဆွဲဆောင်နိုင်တဲ့ဒေသခံများရဲ့ယဉ်ကျေးမှုဓလေ့ထုံးစံများရင်ပြေတောတောင်တဘာဝအလှနေရာများစွာရှိတဲ့အတွက်၎င်းတို့ကိုရေရှည်တည်တံ့ခိုင်မြဲအောင်ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ